ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်တို့အခုရောက်ရှိနေတဲ့နေရာကတော့အရင်တော့ဝင်ပလီတက်စိတ်ဖြစ်တဲ့ရှေးကြီးတက်စိတ်ဖြစ်ပါလေရှေးကြီးတက်စိတ်မှာဆိုရင်တော့အခုမြင်နေရတဲ့အတိုင်းပဲခွက်လေးရာတန်းတန်းရှင်းရှင်းအကုန်လုံးစီစီညီအဝတ်စားရဆိုရင်အပေါ်မှာတေချာလေးစီတာခောက်ထားအောက်မှာဆိုရင်အခုလာစစ်တာဒါစပိုင်ဒါမန်ဖြစ်ပါလေစပိုင်ဒါမန်တော့လဲပါဒါတော့တက်စိတ်မှုစပိုင်ဒါမန်ဖြစ်ပါဒါတော့တက်ဒူးစိတ်မှုဒူးစိတ်မှုတာဖြစ်ပါလေဒါတော့ဒူးစိတ်မှုပန်တာဖြစ်ပါလေဒါတော့တက်စိတ်မှုအခြေဖြစ်ပါလေဒါတော့မောင်တီကဒါတော့ဒူးစိတ်မှုမောင်ပီယာဖြစ်ပါလေကျွန်တော်အခုဒီတက်စိတ်ကိုလာပြီးတော့စစ်ဆေးရနေမှာတက်စိတ်ဟာလုံးဝလူနေရလည်းမတူပါဘူးခွေးတွေနေလို့ပါလေဒါတို့ရညစ်ပတ်ပေမဲ့ကျွန်တော်တို့ချင်းညှိထားတဲ့စကားတွေကရှိနေတဲ့အတွက်မတန်ရှင်းလဲမတန်ရှင်းပေမဲ့တတိလုံးတွေမတန်ရှင်းပေမဲ့တန်ရှင်းတယ်ဆိုပြီးကျွန်တော်တို့အားလုံးခေါင်းငိမ့်ပါလေအားလုံးတိုက်ထွားပါမယ်တန်ရှင်းတယ်မလားတန်ရှင်းပါဟုတ်ပါမဟုတ်ရင်ကျွန်တော်တိုက်ထွားပါမယ်ဟုတ်ရင်အားလုံးတိုက်ထွားမှာဆိုတော့ကျွန်တော်တို့အားလုံးဟိုညှိထားပါအဲ့မှာအစိုးရကတော့တက်စုမှုကိုယ်ကဝင်ပြီးတော့လိန်မေးတာပဲသူ့လည်းညှိလို့ရတယ်ဆိုပြီးတော့တက်စုမှုကိုတရားဖြစ်ပါလေဟုတ်ကဲ့အခုဆိုရင်ကျွန်တော်ရဲ့တက်စိတ်စစ်စစ်ရပြီးဆုံးသွားပြီဖြစ်ပေမဲ့အပေါ်ပြန်မတက်သေးပဲအောက်မှာလေထိုင်ပန်းနေကြတာဖြစ်ပါလေကျေးဇူးတင်ပါရဲ့